ဒီဇင်ဘာ28ရက်တော်တော်များများအတွက်တော့ထာမန်ရက်တရက်လို့ပါပဲဒါပေမဲ့လေသမိုင်းစာမျက်နှာလေးကိုပြန်လည်ကြည့်လိုက်တဲ့အခါဒီနေ့ဟာကဘာကြီးကိုပုံဖော်ခဲ့တဲ့အဖြစ်အပျက်တွေနဲ့ပြည့်နှက်နေတယ်ဆိုတာတွေ့ရမှာပါကဲအတိတ်စီကိုအတူတူခီးထွက်ကြည့်ကြအောင်ဆိုတော့တိပံပညာနိုင်ငံရေးအမှုပညာနော်ပြီးကြေကွဲစရာတဘာဝဘေးအန္တရာယ်တွေအထိပေါ့ဒီလိုတစ်ခုနဲ့တစ်ခုမတူညီတဲ့နေပေအတီးတီးကအရေးပါတဲ့ဖြစ်ရတဲ့အားလုံးကဒီဇင်ဘာ28ဆိုတဲ့နေ့တစ်နေ့တည်းမှာပဲစူစီဖြစ်တက်ခဲ့တယ်ဆိုရင်နည်းနည်းတော့အံ့ဩစရာပဲနော်ကလေးကျွန်တော်ရဲ့တမိုင်းခရီးကိုစလိုက်ကြအောင်ပထမဆုံးတွားကြည့်မှာကတော့လွန်ခဲ့တဲ့နှစ်ပေါင်း1000နီးပါကအထင်ကရအမဲနဲ့ကြီးတကူစီကိုပါပဲဒါကတော့လန်ဒန်မြို့ရဲ့အတဲနှလုံးလို့တောင်တင်စားရမယ် Westminster Abbey ပါပဲဟိုလွန်ခဲ့တဲ့နှစ်1000နီးပါ1665ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာပဲဒီခန်းနာတဲ့ဖျားเจ้าတော်ကြီးကိုစတင်ဖွင့်လှစ်ခဲ့တာပါအင်္ဂလန်ဘီရင် Edward the Confessor ကတိဆောက်ခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်ကစလို့ British ဘီရင်တဲ့ပြင်မာတွေနန်းတက်တဲ့နေရာပြီးတော့နောက်ဆုံးခီးကိုထွက်ခွာတဲ့နေရာလည်းဖြစ်လာခဲ့တာပေါ့သူရဲ့တကယ်ကိုခန်းနာလာတဲ့ Gothic ပိတုကလက်ရာတွေကြောင့်အခုချိန်မှာတော့ UNESCO ကမ္ဘာအမွေးတဲ့နေရာတစ်ခုအဖြစ်ဂုဏ်ယူစာရတည်နေရပဲကဲနောက်တစ်ခုကစိတ်ဝင်စားစရာမေးခွန်းတစ်ခုပါဂျိုတလုံးကိုတွေးခဲ့ပေမဲ့ဘာလို့ကျဲတလုံးလို့ထင်သွားရလာလဲဒါကနခထဗေဒသမိုင်းတွေကချစ်စရာကောင်းတဲ့အလွယ်လေးတစ်ခုနဲ့ဆက်ဆက်နေပါတယ်1612ခုနှစ်မှာဂလီလီယိုကကောင်းငင်ဘောကအရာတစ်ခုကိုတွေးခဲ့တယ်ဒါပေမဲ့မှတ်တမ်းတင်တဲ့အခါမှာတော့မားသွားခဲ့တယ်ဘာကြောင့်လဲဆိုတာကြည့်လိုက်ရအောင်အဖြေကတော့သူတွေးခဲ့တာကကျဲမဟုတ်ပဲ Neptune ဂျိုဖြစ်နေတော့ပါပဲဒါပေမဲ့ကံမကောင်းမှုလို့ပဲပြောရမလားအဲ့ရဲ့ချိန်တုန်းက Neptune ဂျိုက Jupiter ဂျိုနဲ့အရန်ကိုနီးကပ်နေခဲ့ပြီးသူ့ရဲ့ရွေးလျားမှုကလည်းတိတ်ကိုနှေးကွေးနေတော့ Galileo ကဒါကိုပုံသေးကျဲတလုံးပဲလို့မှားပြီးမှတ်ချက်ချခဲ့တာပါအဲ့ဒီအမှားမေးကြောင့်ပဲနောက်ပိုင်း1846ခုနှစ်ကဂျိုဟန်ဂါလဲဆိုသူက Neptune ကိုတရားဝင်ရှာဝေတွေ့ရှိသူဖြစ်မှတ်တမ်းဝင်သွားခဲ့တယ်ဒါပေမဲ့တမိုင်းကတော့အမှန်တရားကိုတည်တာကိုဂယ်လီလီယိုကပဲပထမဆုံးမြင်တွေ့ခဲ့သူပါကဲအခုကျွန်တော်တို့အချိန်ဆက်ကိုနည်းနည်းလေးရှေ့ကိုမြန်မြန်လေးရွှေ့သည်1900လို့ကိုခုန်ကိုလိုက်ကြရအောင်အဲ့ဒီမှာခေတ်သစ်ကိုပုံဖော်ခဲ့တဲ့ကြီးမားတဲ့ဖြစ်ရပ်နှစ်ခုကကျွန်တော်တို့ကိုစောင့်နေပါတယ်62ဒီကင်းကနန်းကဘာကိုဆိုလိုတာလဲဒါဟာအိန္ဒိယနိုင်ငံရဲ့သမိုင်းတစ်ခေတ်ကိုပြောင်းလဲစေခဲ့တဲ့ကြီးမားတဲ့လှောက်ရှားမှုတစ်ခုရဲ့အစပြုခြင်းကိုကိုးစားပြုပါတယ်1885ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာအိန္ဒိယမျိုးသားကွန်ဂရက် INC ကိုစတင်တည်ထောင်ခဲ့တော့ကပထမဆုံးအီလာခံကိုတက်ရောက်ခဲ့တဲ့ကိုယ်စားလှယ်အလုံးပေါင်း62ယောက်ရှိခဲ့တာပါသူတို့ရဲ့ရည်ရွယ်ချက်ကအစားပိုင်းမှာတော့ရွရွလေးပါ British အစိုးရအစီနဲ့ပညာရေးနဲ့နိုင်ငံရေးအခွင့်အရေးတွေပူရဖို့တောင်းဆိုဖို့ပါဒါပေမဲ့နောက်ပိုင်းမှာတော့မဟာတမန်ဂန်ဒီရောဂျဝါဟလာနေရုလိုခေါင်းဆောင်ကောင်းတွေရဲ့ဦးဆောင်မှုနဲ့အတူ INC ဟာအိန္ဒိယတို့ရဲ့တိုက်ပွဲရဲ့အဓိကအင်အားစုကြီးဖြစ်လာခဲ့ပါတယ်သူတို့ရဲ့အောင်မြင်မှုကအိန္ဒိယအတွက်ပဲမဟုတ်ဘူးနော်အာရှတိုက်တစ်ခုလုံးကကိုလိုနီလက်အောက်ကနေရုံထွက်ချင်နေတဲ့တခြားနိုင်ငံတွေအတွက်ပါမျောလင့်ချက်မီးချူတိုင်ကြီးတို့ကိုဖိတ်ခဲ့ပါကဲရုပ်ရှင်လုပ်ငန်းရဲ့မွေးနေ့နဲ့ကြားလိုက်တာနဲ့တော်တော်လေးကိုခမ်းနိုင်တယ်နော်ဟုတ်ပါတယ်1895ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာလူမယာညီကိုနှကနေတီထွင်မှုတစ်ခုကနေအနုပညာလောကမှာတော်လိုင်းတစ်ခုစတင်ခဲ့တာပါအဲ့ဒီနေ့မတိုင်ခင်အထိရုပ်ရှင်ဆိုတာရုပ်ကလင်ပေါ့ကင်နက်တိုစကော့လို့ဆက်ထဲကိုခေါင်းငုံပြီးတယောက်တည်းချောင်းကြည့်ရတဲ့ຢာတစ်ခုပဲရှိခဲ့တာဒါမဲ့လူမယာညီကိုတွေကဒါကိုပြောင်းပြန်ဖန်လိုက်တယ်ဘယ်ရီမျိုးက Grand Cafe ရဲ့မြေအောက်ခန်းလေးတစ်ခုမှာလူတွေကိုလက်မှတ်ရောင်းတယ်ပြီးတော့အခန်းအမောင်ထဲမှာပိတ်ကား view ကြီးပေါ်မှာအားလုံးအတူတူကြည့်ရှုခံစားနိုင်တဲ့တွေ့အကြုံကိုပထမဆုံးချိန်ဖန်တီးပေးခဲ့တာအဲ့ဒီနေရာကပဲကဘာပေါ်ကရုပ်ရှင်ရုံတွေအားလုံးရဲ့မွေးဖွားရနေရာဖြစ်လာခဲ့တာပါကဲ20ရာစုကိုရောက်လာတဲ့အခါမှာတော့ဒီဇင်ဘာ28ကကျွန်တော်တို့ကိုဇလန်နှစ်ခုပြောပြပါတယ်တစ်ခုကခြေကွဲစရာစင်ခွာမှုကြီးတစ်ခုနောက်တစ်ခုကတော့အားတက်စရာကောင်းတဲ့တုံးပြမှုတစ်ခုပေါ့ဒီလိုအရန်ကိုကွဲပြားတဲ့ဖြစ်ရနှစ်ခုကိုကြည့်လိုက်ကြရအောင်9500ကျော်ကာနံပါတ်1ခုတက်မဟုတ်ပါဘူး1908ခုနှစ်ကအီတလီတောင်ပိုင်းကမက်ဆီနာမြို့မှာဖြစ်ပွားခဲ့တဲ့ခြေကွဲဖွယ်ရာဖြစ်ရကြီးတစ်ခုရဲ့နောက်ွယ်ကလူအသက်ပေါင်းများစွာပါအင်အားပြင်းလျက်နဲ့နောက်ကဆက်လိုက်လာတဲ့ဆူနာမီကြောင့်လူပေါင်း95000ကျော်သေဆုံးခဲ့ရပြီးဒါဟာဥရောပရဲ့သမိုင်းမှာအဆိုးရွားဆုံးတဘာဝဘေးအန္တရာယ်တွေထဲကတစ်ခုအဖြစ်မတောင်းဝန်ခဲ့ရပါတယ်။ပြင်းအား9တဲ့သတ်မှတ်ရှိတဲ့ငလျင်ပြီးတော့ဆူနာမီဒီနှစ်ခုပေါင်းပြီးမြို့ရဲ့90ရာခိုင်နှုန်းလောက်ကိုလုံးဝပြားပြပေါ်တော့ဖြစ်စီးပစ်ထဲတာပါ။ဒါပေမဲ့အဲ့ဒီလိုကြေကွဲစရာပြားပုံတွေကြားထဲကနေပဲလူသားတွေကသင်ခန်းစာတစ်ခုကိုရခဲ့တယ်
ဒီဖြတ်ဆိုကြီးကြောင့်ပဲနောက်ပိုင်းမှာမင်းငံလင်တန်းကိုဘလို့ခန့်နိုင်ရရှိအောင်တိစောက်မလဲဆိုတဲ့နီးပညာတွေအများကြီးတိုးတက်လာခဲ့ပြီးအနာဂတ်မှာဖြစ်လာနိုင်တဲ့အန်ဒီရီနဲ့လူအသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့တာဟာလဲဒီသင်ခန်းစာကြောင့်ပါပဲ ကဲချီခွဲစရာတွေပြောင်းပြီးဆိုတော့အခုတခါအဖြူသဘောဆောင်တဲ့လူသားတွေရဲ့တုံ့ပြန်မှုတစ်ခုကိုကြည့်အောင်1983ခုနှစ်ဒီနေ့မှာပဲ American သမ္မတ Richard Nixon ကတမိုင်းဝင်ဥပဒေတစ်ခုကိုလက်မှတ်ရေးထိုးခဲ့ပါတယ်အဲ့ဒါကတော့နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကြောင့်မျိုးသွန်းလူနီးပါးဖြစ်နေတဲ့ဒေသမျိုးစစ်တွေကိုကာကွယ်ပေးမဲ့ Endangered Species Act ပါပဲ ဒီဥပဒေကစာရွက်ပေါ်ကစာသားတွေတင်မဟုတ်ခဲ့ပါဘူးတကယ်ကိုအတက်ကဲဂျိုးတစ်ချောင်းခစ်ခဲ့တာပါဥပမာအားဖြင့်အမေရိကန်ရဲ့အမျိုးသားအထင်းမှငတ်ဖြစ်တဲ့ခေါင်းမြူလင်းရုံလိုမျိုးစိတ်တွေကိုမျိုးထုံတော်မဲ့အန်ဒရယ်ကနေလက်တွေ့ကြကြကဲတင်နိုင်ခဲ့ပါတယ်ဒီထက်ပိုလာကမျိုးစိတ်တစ်ခုကိုကာကွယ်လိုက်တာဟာသူတို့နေထိုင်တဲ့ဂေဟစနစ်တစ်ခုလုံးကိုကာကွယ်လိုက်တာနဲ့အတူတူပါပဲဒါကြောင့်ဒီဥပဒေဟာကမ္ဘာတော်ကတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေအတွက်ပါအားကျစရာစံနမူနာတစ်ခုဖြစ်လာခဲ့ပါတယ် ကဲအခုကျွန်တော်တို့ရဲ့ cruising က21ရာစုထက်ကိုရောက်လာပါပြီအာရှတိုင်းကနိုင်ငံတကာနိုင်ငံမှာဖြစ်ခဲ့တဲ့ကြီးမားတဲ့နိုင်ငံရေးပြောင်းလဲလေးတစ်ခုကိုတွားကြည့်ကြပါစို့2009ဒီဇင်ဘာ28ရက်နေ့အဲ့ဒီနေ့မှာနေပေါ်နိုင်ငံကတမိုင်းဝင်တဲ့ဆုံးဖြတ်ချက်ကြီးတစ်ခုကိုချမှတ်ခဲ့ပါတယ်အဲ့ဒါကတော့နိုင်ငံကိုနှပေါင်းနဲ့40လောက်အုပ်စိုးလာခဲ့တဲ့ဟိန္ဒူပွင်စနစ်ကိုအပြီးတိုင်းဖျက်သိမ်းဖို့ပါလီမန်ကမဲခွဲဆုံးဖြတ်လိုက်တာပါပဲဒါဟာဆက်စုနဲ့တစ်ခုလောက်ကြားခဲ့တဲ့ပြည်တွင်းစစ်ကိုဆုံးတက်ပြီးနိုင်ငံကငင်းချင်ရေးကိုယူဆောင်လာပေးနိုင်မယ့်ကြီးမားတဲ့ခြေလှမ်းတစ်ခုလည်းဖြစ်ခဲ့ပါတယ်ဒီဆုံးဖြတ်ချက်ကအာရှမှာတပ်တန်းအရှိကြဆုံးဘိန်းစနစ်တွေကတစ်ခုကိုအဆုံးသတ်စေခဲ့ရုံတည်းမဟုတ်ပါဘူး။ဒီပေါ်နိုင်ငံကို Federal Democratic တမတနိုင်ငံစနစ်စီကိုကူးပြောင်းစေခဲ့ပြီးနိုင်ငံအတွက်ဒီမိုကရေစီခေတ်တစ်ခုရဲ့တကားကိုဖွင့်လှစ်ပေးလိုက်တာပဲဖြစ်ပါတယ်။ ကဲဒီတော့အားလုံးကိုပြန်ပြီးခြုံငုံကြည့်လိုက်တဲ့အခါဒီဇင်ဘာ28ဆိုတဲ့နေ့လေးတစ်နေ့မှာပဲရှေးဟောင်းဘေတုကာရဲ့ခန္ဓာမှုတိပြန်ပြန်ရဲ့အမှတ်မထင်တွေ့ရှိမှုနိုင်ငံရဲ့လှူရှားမှုတွေရဲ့အစအမှုပညာရဲ့မွေးဖွားခြင်းတဘာဘာပဲရဲ့ကြေခွဲစရာပြီးတော့ဒီမိုကရေစီရဲ့အော်ဝဲဒီလိုကဘာသမိုင်းရဲ့ကဏ္ဍဆောင်ကိုထန်ထန်နေရဲ့ရောင်ကိုသိဆုံးလင်းတဲ့ပန်းချီကားတစ်ချက်လိုဖြစ်နေတာကိုတွေ့ရမှာပါဒီနေ့အတွက်တော့ဒီဇင်ဘာ28ရက်နေ့ရဲ့သမိုင်းစမျက်နှာတွေကိုကျွန်တော်တို့အတူတူလဲလာခဲ့ကြတာပေါ့နေ့ရက်တိုင်းမှာသူ့သမိုင်းနဲ့သူ့ဆာလန်လက်သူရှိနေတတ်ပါတယ်။မနေ့ပြန်မှာရောဘလို့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကကျွန်တော်တို့ကိုစောင့်ကြုံနေမလဲဆိုတာနောက်တစ်ချိန်ပြန်ဆောင်